မင်္ဂလာပါမိတ်ဆွေတင်ဒီဗီဒီယိုကိုကြည့်နေပြီဆိုလို့ရှိရင်တော့ခဏလောက်ကြံတဲ့လှုပ်ဆောင်စရာရှိတဲ့ຢာတွေကိုမေ့ထားပြီးတော့မှခဏလောက်ကြည့်စီချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကကျွန်တော်ဘဝကိုပြောင်းလဲခဲ့တာဖြစ်တယ်လို့တင်ဘဝကိုလည်းပြောင်းလဲစေနိုင်ပါတယ်။ကျွန်တော်ကထွန်းအောင်စင်ပါကျွန်တော်2016ခုနှစ်တုန်းကကျွန်တော် Expecter မြန်မာလို့ခေါ်တဲ့ပြိုင်ပွဲမှာပြိုင်ပြီးတော့မှကျွန်တော်အဆိုတော်တယောက်ဖြစ်လာခဲ့တယ်။အဲကနေပြီးတော့မှကျွန်တော်နာမည်ကြီးလာတယ်။ဘွေးတွေအများကြီးဆိုလာတယ်။ငွေကြေးတွေရှာလာနိုင်တယ်။တကယ်စီးစိမ်တွေမှာတာယာမွေ့လျော်ပြီးတော့မှကျွန်တော်night life တွေတော့မှရှိခဲ့တယ်အရက်တွေတောက်တယ်မွေးဆွေးဝါးတွေလုပ်တယ်ဆိုတော့အဲ့လိုလုပ်နေရင်တနေ့လောက်အကြာမှာပဲကျွန်တော်ရဲ့ကောင်းပါတယ်ဆိုတဲ့အတန်ကျွန်တော်ဆိုလို့ရပါတယ်ဆိုတဲ့အတန်ပျက်စီးလာခဲ့ပါတယ်တော်တော်လေးကိုစိတ်လက်ကြပါတယ်စူးစမ်းပြီးတော့မှကိုနီကိုဟန်နဲ့ကုသဖို့အတွက်နီလန်းပေါင်းစုံကျွန်တော်စူးစမ်းခဲ့ဘူးတယ်လူတွေမမြင်တဲ့နောက်ွယ်မှာတကယ်စိတ်တက်ကြခဲ့တယ်နောက်ဆုံးငွေကြေးပိုင်းဆိုင်ရာမှာလည်းအခက်အခဲပြဿနာတွေကြုံတွေ့ရတဲ့အချိန်မှာကျွန်တော်အနေနဲ့ကိုဒီဘဝကိုတော့မှလက်လျှော့ပြီးတော့အဆုံးစီရင်သွားဖို့အထိကျွန်တော်စဉ်းစားမိပါတယ်အဲ့လိုနဲ့တရက်ကြတော့ကျွန်တော်တောက်နေကြအေးဆိုင်လေးကိုသွားတဲ့အခါမှာကျွန်တော်တငယ်ချင်းတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူကတော့ခရီးယန်ဘာသာဝင်တယောက်ဖြစ်တယ်။ဒါပေမဲ့အရန်အောင်းစရာကောင်းတာကကျွန်တော်တို့ဒီအေးဆိုင်မှာတော့လာပြီးတော့မှဂီတာတီးနေတယ်။ဒါပေမဲ့သူအရင်မတော့ဆေးလေးမတော့ဆိုတော့အဲ့ဒီအရာကိုတွေ့ရတဲ့အချိန်မှာကျွန်တော်နေတော်တော်လေးထူးဆန်းတယ်။အရန်လည်းအံ့ဩတယ်။အဲ့ဒါလည်းသူ့ကိုကျွန်တော်သွားပြီးမေးတယ်။ဘာကြောင့်မို့လို့ဒီလောက်ကောင်းနေနော်။အေးရက်တွေပြရတယ်မတော့တာလေ။ဒါတော့ပြောစရာကောင်းတာဘာကြောင့်မတော့တယ်လဲပေါ့။အဲ့လိုမေးတဲ့အချိန်မှာသူကကျွန်တော်ဘာပြောလဲဆိုရှင်သူတဲ့ဖျားသခင်ကိုကြောက်လို့မတော့ဘူးဆိုတဲ့အဲ့ဒီအဖြေလေးကကျွန်တော်ကောင်းထဲမှာမေးခွန်းများစွာကိုဖြစ်စေခဲ့တယ်။တကယ်ကြတော့ကျွန်တော်အနေနဲ့ငွေကြေးပိုင်းဆိုင်ရာမှာခုနကပြောတဲ့ပြဿနာတွေရတယ်ရှိနေတဲ့အချိန်မှာကျွန်တော်ကိုယ့်ကိုအဆုံးစီရင်ဖို့နဲ့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။ဆိုတော့အဲ့လိုဆုံးဖြတ်ချက်ချတဲ့အချိန်မှာကျွန်တော်စဉ်းစားလိုက်တဲ့အရာကဘာလဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်ဒါအဲ့တုန်းကအတန်နေတာပြောင်းနေတာဒုက္ခတွေရောက်နေတာဘယ်သူမှမသိကြဘူးဘယ်သူမှလည်းမမြင်ကြဘူးကျွန်တော်ဖြစ်တဲ့ကိစ္စကိုလည်းဘယ်သူမှမပြောပြဖြစ်ဘူးအဲ့တုန်းကတယောက်ကိုတော့ပြောပြဖို့လိုအပ်တယ်ဆိုပြီးတော့မှကျွန်တော်ဘယ်သူကိုရွေးချယ်လိုက်လဲဆိုလို့ရှိရင်ခုနတုန်းကကျွန်တော်အရက်ဆိုင်မှာစပြီးရင်းနှီးလာတဲ့တငယ်ချင်းကိုကျွန်တော်ရွေးချယ်လိုက်တယ်အဲ့ဒါကြောင့်သူ့ကိုကျွန်တော်ဖြစ်နေတဲ့အရာတွေအကုန်လုံးကိုပြောပြတယ်ကျွန်တော်ကြုံတွေ့နေရတဲ့အရာတွေအားလုံးကိုပြောပြတယ်ပြောပြပြီးသွားတဲ့အချိန်မှာပဲသူကကျွန်တော်ကိုပြောလဲဆိုလို့ရှိရင်မင်းတဲ့အသက်ရှင်တဲ့ဖခင်ဖြစ်တဲ့ယေရှုကိုခေါ်ကြည့်ပါလားတဲ့အစတော့ကျွန်တော်လည်းဒီအရာလက်ခံစရာအကြောင်းမရှိဘူးအဲ့လိုနဲ့ကျွန်တော်ဒီတိုင်းပဲကျွန်တော်သူ့ဘာမှဆက်မပြောဘူးဒီတိုင်းပဲနေတယ်အဲ့လိုမျိုးကျွန်တော်သူ့ကိုယင်ဖွင့်ဖြစ်တာ3ချိန်လောက်ဖြစ်သွားတဲ့အချိန်မှာနောက်ဆုံးသူကလည်းတူညီတဲ့အဖြစ်ဒီတစ်ခုကိုပြောတယ်ယေရှုကိုခေါ်ဖို့ပဲပြောတဲ့အချိန်မှာတော့ဟုတ်ပြီအဲ့လောက်မှသေးကြနေရဆိုရင်လည်းငါအဲ့ဒီယေရှုကိုခေါ်ကြည့်မယ်ဆိုပြီးတော့မှနောက်နေ့မနေ့မှာကျွန်တော်ယေရှုကိုခေါ်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်နောက်နေ့မနေ့ရောက်တဲ့ခါကျတော့ကျွန်တော်အိမ်ရှိနာဝရဏနာလေးမှာပဲကျွန်တော်ကောင်းကင်ကိုမော့ကြည့်ပြီးတော့မှကျွန်တော်ဒီလိုအော်ပြောခဲ့ပါတယ်ယေရှုခမားတကယ်အသက်ရှင်နေဆိုလို့ရှိရင်ကျုပ်ကိုတက်သေးပြတခြားနီးလန်းနဲ့လာမပြောနဲ့ခရီးယန်နီးလန်းနေလည်းမပြောနဲ့တခုမှနားမလဲဘူးအခုကျုပ်ရင်ဆိုင်နေရတဲ့ပြဿနာအများကြီးရှိတယ်အဲ့ထဲမှာတစ်ခုလေးပဲဖြေရှင်းပေးနိုင်ကိုပဲခမားကိုယုံမယ်လို့ပြောလိုက်တဲ့အချိန်မှာပဲကျွန်တော်3ရက်အကြာမှာကျွန်တော်စီကိုဖုန်းတစ်ခေါက်ဝင်လာပါအဲ့ဒီဖုန်းကပါလဲဆိုလို့ရှိရင်ကျွန်တော်ကိုတချင်းဆိုဖို့အတွက်အလုပ်ကမ်းလှမ်းတဲ့ဖုန်းပါအဲ့အချိန်ကိုပြန်ပြီးစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အလုံးမလုပ်တာတစ်နှစ်လောက်ရှိပြီကျွန်တော်တချင်းနေမဆိုတော့တစ်နှစ်လောက်ရှိပြီဆိုတော့လူတွေကကျွန်တော်အဆိုတော်ဆိုတာမေ့နေကြပြီဒါပေမဲ့ तू ဘယ်လိုလုပ်ပြီးဖုန်းနံပါတ်ရလိုက်မသိဘူးကျွန်တော်ကိုအလုပ်လာကမ်းလှမ်းတယ် तू ပြောတဲ့ຢာပါလဲဆိုရှင်တချင်း3လေးဖို့ပဲဆိုရမယ်လူလည်းနည်းနည်းလေးပဲပြီးငွေကြေးပမာဏအများကြီးပေးမယ်ဆိုတဲ့ຢာကိုကျွန်တော်သိတဲ့အချိန်မှာကျွန်တော်စဉ်းစားတယ်အဲ့ဒီရဲ့များပြားတဲ့ငွေကြေးပမာဏကိုကျွန်တော်တကယ်ပဲလိုအပ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်စဉ်းစားရအော်အဲ့ဒီငွေကြေးနဲ့နော်ပြီးတော့ရှင်လူကလည်းနည်းနည်းလေးပဲဆိုတော့တချင်းဆိုလို့ရှိရင်လည်းငါအဆက်ကွဲတာနဲမှာပဲဆိုပြီးကျွန်တော်အဲ့ဒီရဲ့ပွဲလေးကိုကျွန်တော်လက်ခံလိုက်တယ်လက်ခံပြီးတော့မှကျွန်တော်အဲ့ဒီပွဲကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာခုနကသူပြောတဲ့လူနည်းနည်းလေးဆိုပြီးတော့မှကျွန်တော်လက်ခံလိုက်တဲ့ပွဲဟာဘောလုံးကွင်းမှာလောက်တာဖြစ်ပြီးတော့ကွင်းအပြည့်လူတွေကဖွေးနေအောင်ရှိနေတဲ့နေရာ concert တစ်ခုဖြစ်နေခဲ့ပါတယ်ဆိုတော့လူတွေအများကြီးရှိချိန်မှာကျွန်တော်နေဘလို့မှတက်ပြီးတော့မှတချင်းဆိုဖို့အတွက်အဆင်မပြေဘူးဘာကြောင့်လဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်အတန်ပြက်စီးနေတာဖြစ်တဲ့ကြောင့်မလို့လူတွေကျွန်တော်ဝိုင်းပြီးဟာမှာကျွန်တော်သိကြောက်ပါတယ်အဲ့လိုနဲ့အရှိမလဲအနုပညာရှင်တွေဖြောပြနေတဲ့အချိန်မှာကျွန်တော်ထိုင်ကုန်နားလေးမှာထိုင်ပြီးတော့ကျွန်တော်တကယ်ပဲစိတ်တက်ကြတယ်အဲ့အချိန်မှာခေါင်းထဲကိုဝင်လာတဲ့အရာယေရှုသူဒါတကယ်ရှိမယ်ဆိုလို့ရှိရင်ငါ့ကိုကယ်နိုင်မှာပဲဆိုပြီးတော့ကျွန်တော်စပြီးတော့မှဆူတောင်းပါတယ်အဲ့နဲ့ကျွန်တော်ခါလေးကိုတော့အနေငယ်ညှုပ်ပြီးတော့မှကျွန်တော်စပြီးဆူတောင်းတယ်ကျွန်တော်ဆူတောင်းတဲ့ຢာပါလဲဆိုလို့ရှိရင်ကိုတော့တက်သေးပြခြင်းအခုချိန်ကအကောင်းဆုံးပဲဟိုနေ့ကပြောခဲ့တဲ့အရာတွေကိုအားလုံးမေ့လိုက်တော့အခုကျွန်တော်အတန်မဝင်သွားဘဲနဲ့တချင်းကောင်းကောင်းမွန်လေးဆိုနိုင်ကိုပဲကိုတော့ကိုးကွယ်ပါမယ်အာမင်ဆိုပြီးကျွန်တော်ပြောပြီးတော့မှကျွန်တော်ခါကိုမတ်လာတဲ့အချိန်မှာပဲကျွန်တော်ဘေးနားမှာရှိတဲ့အမျိုးသမီးတယောက်ကနေပြီးတော့ကျွန်တော်ကြောင်ကြည့်နေတယ်သူကဗာမျိုးလေးဆိုရင်အကောခရီးယန်လားဆိုပြီးကျွန်တော်လှမ်းပြီးတော့မှမေးကျွန်တော်တော်တော်လေးအံ့အားပင်ပါတယ်အဲ့လိုနဲ့ကျွန်တော်ကနေပြီးတော့မှကျွန်တော်သူ့ကိုတယော်တဲ့ပုံစံမျိုးပြောဖို့အတွက်ကျွန်တော်စီစဉ်လိုက်ပေးမဲ့လေကျွန်တော်ခေါင်းထဲမှာနောက်ထပ်အတွေ့အကြုံတစ်ခုရောက်လာတယ်အဲ့ဒါကဘာလဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်ကယေရှုကိုခမားတကယ်အသက်ရှင်လားလို့ကျွန်တော်အရင်မေးပေမဲ့အခုယေရှုခရစ်တော်ကဒီအမျိုးသမီးလေးအားဖြင့်ကျွန်တော်ကိုမေးလာတယ်အဲ့ဒါဘာလဲဆိုရှင်မင်းငါ့ကိုယုံပါလားကျွန်တော်သဘောပေါက်တယ်အဲ့ချိန်မှာမဟုတ်ဘူးကျွန်တော်ခရစ်ယာန်မဟုတ်ဘူးလို့ပြောပြီးတော့မှကျွန်တော်စင်မော်တက်သွားတချင်းဆိုကျွန်တော်အဆက်ကွဲခြင်းနဲ့ဂျုံတွေ့ခဲ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာအဲ့မျိုးသမီးကိုစီးစီးကြည့်ပြီးတော့ကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဟုတ်ကဲ့
ကျွန်တော်ခရစ်ယာန်မှာလို့ပြောပြီးတော့မှကျွန်တော်စင်မော်တက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဆိုတဲ့သချင်းတွေတိုင်းမှာကျွန်တော်ရဲ့အတန်ဟာအကောင်းပကတိတိုင်းဖြစ်သွားပြီးတော့မှပုံမကောင်းမွန်တဲ့နော်ဒီအတန်ကိုရတာပြင်ကျွန်တော်အကောင်းဆုံးသောဖြောပြပွဲကိုကျွန်တော်ဖြောပြနိုင်ခဲ့ပါတယ်အဲ့အချိန်ကစပြီးတော့မှကျွန်တော်ရဲ့အတန်ဟာပျက်စီးနေရနေပြီးတော့မှကုသဖို့ခက်ခဲရနေပြီးတော့မှယေရှုကိုယုံကြည်ခြင်းအပြင်ယေရှုကိုခေါ်ဖိတ်ခြင်းအပြင်ကျွန်တော်ဟာအတန်ကျမ်းမာလာတာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့3လကြာတဲ့အချိန်မှာတော့ကျွန်တော်ရင်းနှီးချင်းခံပြီးတော့မှကျွန်တော်အခုဆိုလို့ရှိရင်ယုံကြည်သူဖြစ်ပြီး6နှစ်အကြာမှာကျွန်တော်ဒီအသင်းတော်တစ်ပါးကိုကြည့်ရှုနေတဲ့အသင်းဦးဆရာဖြစ်ဖခင်အသုံးပြုလာဖြစ်ပါတယ်။ကျွန်တော်လိုမျိုးမူရစေဝါကိုဆွဲလန်းခဲ့ပြီးတော့မှအရက်သေးစာတွေတောက်စားပြီးတော့မှလူတွေကတော့မှမမြင်တော့တဲ့လူတွေကတော့မှမသိတော့နဲ့နောက်ဆုံးကိုဘဝအဆုံးတက်သွားရင်တော့မှဘာဆိုဘာမှအကျိုးရလက်ရှိတော့မှမဟုတ်တဲ့လူတစ်ယောက်ကိုဒီလိုမျိုးပြောင်းလဲပေးနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီဖခင်ကတင့်ကိုလည်းပြောင်းလဲပေးနိုင်ပါတယ်အဲ့ဒီဖခင်ကတင့်ကိုချစ်တဲ့ဖခင်ဖြစ်တယ်အဲ့ဒီဖခင်ကတင့်အတွက်လောက်ဝါကားတဲ့ပုံမှာအသေးခံအသွေးသွင်းခဲ့တဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အားပေးခြင်းတဲ့ຢာတစ်ခုရှိပါတယ်အခုချိန်မှာတင်တိတ်ဆိတ်တဲ့နေရာတနေရာကိုသွားပြီးတော့မှအခုချက်ချင်းပဲတင်ယေရှုကိုစကားပြောပါယေရှုကိုဆုတောင်းပါနော်တဲ့အသက်တာမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုသူ့နာမည်ကိုခေါ်ပြီးတော့မှပြောပါသူဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်လို့ခေါ်ရင်ထူးတဲ့ဖခင်ဖြစ်ပါတယ်အယောင်ချစ်စီတိုင်းကိုဖခင်ကောင်းချီးပေးပါစေ